မူလာရမ်းမဲအောင်ခဲ့ပြီးအလုပ်ကန်ရှာမရလို့လမ်းဘေးမှာခောက်ဆွဲကြော်ရောင်းနေရသူလေးပေါ့ professional တင်တန်းတရက်မှမတက်ဘူးပေမဲ့သူမရဲ့မွေးရပါလက်ရကြောင့်ဆယ်ရွာတဝိုက်မှာကျင်ငါးပွင့်စာဖို့မှုအဆင့်လို့နာမည်ကြီးနေပါတယ်။ဒီနေ့မှာတော့အမျိုးသားတယောက်ရောက်လာပြီးခောက်ဆွဲကြော်ကိုနန်းကြည့်ုံနဲ့ချက်ချင်းပတ်စံရှင်းသွားပါတယ်ပြီးတော့သူမကိုမင်းရဲ့အရေးချင်းတွေကိုဒီလိုနေရာမှာပဲအဆုံးမခံပါနဲ့လို့ပြောပြီးကပ်ပြားလေးတစ်ခုပေးသွားခဲ့တယ်။ညရောက်မှအဲ့ဒီလိပ်စာကိုအင်တာနက်မှာရှာကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတာကအဲ့ဒီလိပ်စာဟာကမ္ဘာထိပ်တန်းစားတောက်ဆိုင်ကြီးရဲ့နာမည်ကျော်စပူမှုချုပ်ပေါ်ဒေးဗစ်ရဲဆိုင်ဖြစ်နေတာပါပဲ။နာမည်ကြီးတထေးတွေတောင်ဒီဆိုင်မှာစားရဖို့6လလောက်ကြိုတင်စီရင်ပေးရတဲ့နေရာမျိုးပါဒီလိုနဲ့နောက်နေ့မှာနန့်ဖန်ဟာကပ်ပြားလေးကိုကင်ပြီးဆိုင်ကိုရောက်သွားခဲ့တယ်မိဖို့ကြောင့်လည်းရောက်တော့သူမရဲ့လမ်းမေးဆိုင်လေးနဲ့မတူပဲတန်ရှင်းတက်ရက်ပြီးဓားတွေဆိုတာမှန်လို့တောက်ပနေတာကိုကြည့်ပြီးမြင်သက်သွားတယ်အဲ့ဒီအချိန်မှာပဲစပူမှုချုပ်ကြီးရောက်လာပြီးဒါဟာအလုတ်ခေါ်စာမေးပွဲဆိုတာသူမသိလိုက်ရတယ်ပြိုင်ဘက်ကဟာဘတ်ကျောင်းစင်းအစ်စ်မြင့်စပူမှုတယောက်ပါစာမေးပွဲကတော့ရိုးရှင်းပါတယ်ထမင်းကြော်တပွဲကြော်ရမ်းပါပဲမျက်မှန်တက်ထားတဲ့ပြိုင်ဘက်ကအစ်စ်မြင့်ပါဝင်ပစ္စည်းတွေထောပတ်ပစုံမုံလာဦးတွေနဲ့တက်တက်ရဲကြော်နေချိန်မှာနန့်ဖန်ကတော့မင်းညကကြံတဲ့ထမင်းကျန်းတပူးနဲ့ကြက်ဥတချို့ကိုပဲသုံးပြီးတန်တဲ့အိုးကြီးနဲ့လမ်းမေးဆိုင်မီးပြင်းပြင်းကြော်လိုက်ပါတယ်ရလက်ထွက်လာတော့မျက်မှန်သမားရဲ့ထမင်းကြော်ကအယောင်အစင်းလာပါပြီးနန့်ဖန်ရဲ့ထမင်းကြော်ကတော့ဖွာလန်ကျဲနေတဲ့လမ်းမေးစတိုင်ပါပဲဒါပေမဲ့စပိုမှုချုပ်ကနန့်ဖန်ရဲ့ထမင်းကြော်ကိုအနှံ့ခံကြည့်ုံနဲ့မျက်မှန်သမားကိုအိမ်ပြန်လွှတ်လိုက်ပါတယ်မကျေနပ်တဲ့မျက်မှန်သမားကဝင်ရင်းတဲ့အခါပါးတစ်ဖြက်ရိုက်ခံလိုက်ရပါသေးတယ်နန့်ဖန်အလုံးစားလုပ်တဲ့နေ့မှာစပိုမှုချုပ်ကသူမကိုကခောက်ဆွဲကြော်နှံတွေနန်းနေဆိုပြီးရေရင်သွားချိုးခိုင်းတယ်အဲ့ဒီနောက်ပထမဆုံးတာဝန်နေနဲ့အမဲသားကို 0.5 cm အထူရအောင်လှီးခိုင်းပါတယ်နည်းနည်းလေးလွဲတာနဲ့အမိုက်ပုံးနဲ့အပြစ်ခံရတဲ့အကြိမ်ကြိမ်လှီးပြီးမှအောင်မြင်သွားပေမဲ့နောက်ထပ်တဲ့အိုးနဲ့အသားကြော်တဲ့အခါမှာလဲအောကသဘောမကျပဲအကြိမ်ကြိမ်သွန်းပစ်ပြီးအပြစ်တင်ခဲ့တယ်နန့်ဖန်တယောက်ဝမ်းနေပြီးငိုခဲ့ရပေမဲ့သူမဘဝကိုပြောင်းလဲခြင်းနဲ့စားစိတ်နဲ့လက်တွေအပူလောင်တဲ့အထိမလျှော့တန်းစူးစမ်းခဲ့ပါတယ်နောက်ဆုံးတော့သူမကြော်လိုက်တဲ့အမဲသားဟာစပိုမှုချုပ်တောင်အံ့ဩသွားရလောက်အောင်အရသာရှိသွားခဲ့ပါတယ်ဒီလိုနဲ့နန့်ဖန်ဟာအဖွဲ့ဝင်တယောက်ဖြစ်လာခဲ့တဲ့တရက်မှာတော့ချမ်းသာတဲ့ဖောက်သည်တွေအတွက်ဟင်းသွားချက်ပေးရတယ်နန့်ဖန်ကလူကုန်ထံတွေငန်းငန်းတက်စားတောက်နေပုံကိုကြည့်ပြီးအံ့ဩခဲ့ရတယ်နောက်တော့နန့်ဖန်ဟာပေါ်ရဲ့ရက်ဆက်တဲ့အုပ်ချုပ်ပုံကိုမြင်လာရတယ်စီကန်းဖောက်တဲ့ဝန်ထမ်းတယောက်ကိုပြာရီရောနေတဲ့ဟင်းရည်ကိုအတင်းတောက်ခိုင်းတာမျိုးတွေပါဝန်ထမ်းတွေနဲသွားတော့နန့်ဖန်ဟာရုတ်တရက်ခေါင်းဆောင်စဖို့မှုဖြစ်လာတယ်တခါမှာတော့တိတ်မချမ်းသာပုံရတဲ့မိသားစုတစုကသူတို့ကိုဈေးကြီးပေးပြီးငှားပါတယ်နန့်ဖန်ကဒါကိုတိတ်မစင်စားမိပေမဲ့ဟင်းရည်ထဲဖို့လုံနေတော့ပေါ်ကဟင်းရည်တွေကိုတွန်းပစ်လိုက်ပြီးအချိန်မမီတော့လို့ရေပိုက်ခေါင်းကရေနဲ့ခောက်ဆွဲ6ထုတ်ကဟင်းခတ်မုံတွေကိုရောပြီးဟင်းရည်လုတ်ပေးလိုက်တဲ့အံ့ဩစရာကဖောက်တယ်တွေကပြဿနာကိုမသိတဲ့အပြင်ထိတ်တန်းစားဖို့မှုရဲ့လက်ရာကတကယ်မိုက်တယ်ဆိုပြီးချီးကျူးသွားကြတာပါပဲနန့်ဖန်ရဲ့စိတ်ထဲမှာတော့အတော်လေးတုန်လှုပ်သွားခဲ့တယ်တကယ်တော့ဟင်းရည်ထဲမှာပင်လယ်စာတွေပါသွားလို့ပေါ်ကတွန်းပစ်ခဲ့တာပါဖောက်တယ်ကပင်လယ်စာမတဲလို့ပါဒါကိုတမင်လုတ်တဲ့ဝန်ထမ်းအဟောင်းကိုပေါ်ကရိုက်နှက်ဆဲဆိုတော့အဲ့ဒီဝန်ထမ်းကပေါ်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ဈေးရုံရောက်တော့ပေါ်ကသူ့အတိတ်ကိုပြောပြတယ်ငငယ်ကတထေးအိမ်မှာနေရတော့ကဈေးကြီးတဲ့ကာဘီယာ9ဦးကိုခိုးစားကြည့်တော့အရသာအရန်ဆိုးနေတာကိုတွေ့ခဲ့ရတယ်အဲ့ဒီအချိန်ကစပြီးလူချမ်းသာတွေကအရသာကိုစားတာမဟုတ်ဘူးသူတို့ရဲ့အစင်တန်းကုန်ပကာသနာကိုစားတာဆိုတာသူနားလည်သွားခဲ့တယ်ဒါပေမဲ့နန့်ဖန်အတွက်အကြီးမားဆုံးတုံ့လုံးမှုကတော့အဲ့ဒီတိတ်မချမ်းသာတဲ့မိသားစုဟာအကျွေးတွေပတ်လည်ဝိုင်းနေလို့နောက်ဆုံးအနေနဲ့အကောင်းဆုံးအစားအစာကိုစားပြီးတမိသားစုလုံးတက်တည်သွားခဲ့တယ်ဆိုတဲ့သတင်းပါပဲဒီလိုဖြစ်ရဆိုအတွက်ပေါ်ရဲ့ဂယုမဆိုင်တဲ့လုပ်ရက်တွေကိုနန့်ဖန်အရန်စိတ်ပြတ်သွားခဲ့တယ်နောက်ထပ်ရှားပါတောရိုင်းတရိษံတွေကိုချက်ပြုတ်ရတဲ့ပွဲတစ်ခုမှာတော့နန့်ဖန်လုံးဝတည်မခံနိုင်တော့ပဲအလုတ်ထွက်လိုက်ပါတော့တယ်အဲ့ဒီနောက်နန့်ဖန်ဟာရင်းနှီးမြှုပ်နှံသူတယောက်နဲ့ပူးပေါင်းပြီးကိုပိုင်စားတောက်ဆိုင်ဖွင့်လိုက်ပါတယ်မကြခင်မှာပဲသူမဟာလည်းနာမည်ကြီးစပူမှုဖြစ်လာပြီးပေါ်လိုပဲဒေါသကြီးတဲ့သူတယောက်ဖြစ်လာခဲ့တယ်ဒီနေ့မှာတော့ပေါ်နဲ့နန့်ဖန်တို့ညစာစားပွဲတစ်ခုမှာပြိုင်ပွဲဝင်ကြပါတယ်နန့်ဖန်ကလှပတဲ့ပင်လယ်စဟင်းလျာကိုဖန်တီးခဲ့ပေမဲ့ပေါ်ကတော့နွားတစ်ကောင်လုံးကိုမီးတောက်တွေကြားမှာကင်ပြပြီးလူကုန်ထံတွေရဲ့ဟိဟန်ထုတ်ခြင်းစိတ်ကိုဖန်ဆားနိုင်ခဲ့တယ်နန့်ဖန်ကလည်းသူမရဲ့အကောင်းဆုံးလမ်းဘေးစတိုင်ခောက်ဆွဲကြော်နဲ့ပြန်လည်တုတ်ပြန်ခဲ့ပြီးလူတိုင်းသဘောကျခဲ့ကြတယ်ဒါပေမဲ့ပေါ်ကခောက်ဆွဲကြောင့်ဟင်းခတ်မုံနဲ့ဖြော်ထားတဲ့ဟင်းရည်ကိုတီးခင်းလိုက်တဲ့အခါဧည့်သည်တွေကနှက်တုတ်တာလိုမြင်ရည်ရှက်ရည်စားကြပြန်တယ်ပေါ်ကနန့်ဖန်ကိုသူတို့ကအရသာကိုဂယုမဆိုင်ဘူးငါပေးတဲ့ကုံပကာသနာကိုပဲစားကြတာမင်းကကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးလို့တက်တည်ပြလိုက်တာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးတော်ရိုင်းတရိษံတွေချက်ပြုတ်မှုနဲ့ပေါ်ကိုဖမ်းဆီးသွားပါတယ်ချက်ချင်းပဲဧည့်သည်တွေကနန့်ဖန်ဘက်ကိုလှည့်ပြီးဖားရကြပါတော့တယ်တကယ်တော့ပေါ်ကိုတိုင်ကြားခဲ့တာကနန့်ဖန်ရဲ့ရင်းနှီးမြှုပ်နှံသူတထေးပါပဲ
ဒီလိုအတူအယောင်အောင်မြင်မှုတွေအကျိုးမြတ်ကိုပဲကြည့်တဲ့ပတ်ဝန်းကျင်ကိုယွန်ရှာသွားတဲ့နန်းဖန်ဟာအရာအလုံးကိုကြောခိုင်းပြီးသူမရဲ့မူလလမ်းဘေးခောက်ဆွဲဆိုင်လေးစီပြန်သွားပါတော့တယ် like and follow လေးလုပ်ပြီးအားပေးပေးပါဦးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်